ကဲမင်းတို့အရန်ကောင်းနေတဲ့တခြင်းတွေပဲ reaction လောက်ပြီးတင်ပေးနေတာဘယ်သူမှလည်းအားမပေးချင်ကြအောင်အားမပေးချင်လည်းနေပေါ့ကွာအတန်လေးကဘယ်လိုပြောရမလဲချစ်စရာလေးလို့ပြောရမှာလားသူကနဲ့သူတော့ချူတာနေတာပဲပေါ့နော်